ကြီးပဲအိမ်ကိုအရေးကြီးငွေလဲဆရာရှိနေတာဒီလူအုပ်နေဆိုအကြာကြီးစောင့်နေအောင်မှာပေါ့ဟယ်လိုမေအော်ဟုတ်အားရှိလို့ရှင်ခုပဲလုပ်လိုက်မယ်နော်ဟုတ်ခုခေတ်မှာဖုန်းတစ်လုံးရှိရုံနဲ့ဘဏ်တစ်ခုလုံးတက်လို့ရမယ် MOB Mobile Banking ရှိနေပြီ။ဒါဆိုလို့ရှိရင်ဘဏ်ကိုသွားရမယ်အချိန်နဲ့ခရီးစိတ်တွေကိုအများကြီးချတာပေးနိုင်ပါတယ်။ MOB Mobile Banking ရှိရုံနဲ့ Corporate Level Security စနစ်ပါဝင်လို့ငွေကြေးအတွက်စိတ်ချရရဲ့။ MOB ဘဏ်ကနေတခြားဘဏ်တွေစီကိုမြန်မြန်ဆန်ဆန်ငွေလဲနိုင်မယ်။ရချင်းကျိုး schedule ထားပြီးငွေလဲနိုင်မယ်။ဖုန်းငွေဖြစ်ရနဲ့လက်ကျန်ငွေစစ်တာတွေကိုလည်း24နာရီပတ်လုံးပြုလုပ်လို့ရမယ်။ဒီတော့အချိန်ကုန်ဒီမန်တက်တာစီပြီး24နာရီပတ်လုံးအဆင်ပြေစေနဲ့လုံခြုံစိတ်ချရရဲ့ MOB Mobile Banking ကိုအခုပဲသုံးလိုက်တော့နော်။